အားလုံးပဲမင်္ဂလာပါသခင် Football New ARS YouTube Channel နဲ့သခင်တော်တော်နေပြီးတော့ကြိုဆိုပါရစေဒီနေ့ကျွန်တော်ခံမှန်းကျွန်တော်ကြိုက်တွေ့မိပြပွဲလေးပေါ့နော်ကျွန်တော်ခံမှန်းပေးမဲ့ပွဲလေးရတော့ပထမဆုံးဘွန်တက်လီကပွဲဖြစ်တဲ့ဒေါ်မွန်နဲ့ဝါတာပရီမီပွဲဖြစ်တဲ့ဒေါ်မွန်ကဒုတိယနေရာနေပြီးတော့ဘိုင်ယန်မြူးနစ်ရဲ့နောက်ကနေလိုက်နေရဲဒါပေမဲ့ဖိအားပေးနေရမျိုးတော့မဟုတ်ဘူးအမတ်ကအရန်ကွာရှာတယ်ဒါပေမဲ့ဒေါ်မွန်ကနောက်ပိုင်းရှီသွမ်းပြန်မှန်းလာသလိုတိုက်စစ်ပိုင်းကလည်းကိုတကိုရဖို့မခက်ပါဘူးဒါကြောင့်ဒေါ်မွန်နဲ့ဝါနာပရီပွဲမှာတော့ဝါနာပရီမီကိုဒေါ်မွန်ကတလုံးရှုံးဆိုရရလက်မှာနှစ်ကိုပြတ်ဖို့မခက်ခဲတော့ပါဘူးနောက်တစ်ပွဲကတော့စတူဂန်နဲ့ဖရန်ဘက်ပွဲဖြစ်တယ်စတူဂန်နဲ့ဖရန်ဘက်ပွဲမှာဆိုရင်တော့အစင်ကြီးကလည်းတိတ်မကွာဘူးအစင်9နဲ့အစင်9ဖြစ်နေတယ်ဆိုတော့ချီစွမ်းပိုင်းကလည်းတိတ်တော့မကွာဘူးနှစ်သင်းလုံးကိုတကိုရဖို့မခက်ခဲကြဘူးအဲ့တော့သုံးလုံးသိရဆိုရကြေးတစ်ခုမှာကျွန်တော်9ပေါင်းထပ်ကိုကြိုက်ပါတယ်ဘော်ဒီဆိုရင်တော့ကျွန်တော်စတူဂတ်ကိုပေးပါတယ်နောက်တဲ့ပွဲကတော့ရိုမာနဲ့တိုရီနိုပွဲမှာရိုမာတော့လုံးဝထိမ့်မနိုင်နဲ့ကောင်းနေပါတယ်ခြေစွမ်းပိုင်းနေအဲတော့ရိုမာတစ်ပလက်30ဆိုတဲ့ကြေးတစ်ခုမှာ30ကနေစပြီးကြည့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရိုမာကိုအားပေးပါမယ်ပေါ့နော်နောက်ထပ်ပွဲကတော့ကျွန်တော်တို့ပရီးမီးယားလိအသင်းတွေ့ဆုံတဲ့ခါဘောင်ပွဲဖြစ်တယ်ခါဘောင်ပွဲမှာမန်စီးတီးနဲ့နယူကာဆယ်ဖြစ်ပြီးတော့နယူကာဆယ်အိမ်ကွင်းမှာရန်ကောင်းတယ်နယူကာဆယ်ကအိမ်ကွင်းမှာဘယ်လိုအသင်းမျိုးကိုဆိုအနိုင်ယူဖို့အသင်ဖြစ်နေရပေါ့နော်အားကြောင့်မန်စီးတီးကလည်း level 60 level 80ဆွဲကြေးတစ်ခုကိုပေါက်ထားလို့ဖြစ်ကျွန်တော်ထင်တယ်ဒီနေ့ပွဲမှာကျွန်တော်တို့ကနှစ်သင်းကိုမြင်ရမှာဖြစ်တဲ့အတွက်9ပေါင်းထပ်ကိုကြိုက်ပါတယ်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်69.99နှစ်ပွဲကိုလည်းကျွန်တော် TikTok Messenger ကနေပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်69.99နှစ်ပွဲလဲထွက်ပါတယ်ကဲမနေ့ကတော့ကျွန်တော်နှစ်ပွဲပေးတာတစ်ပွဲရှုံးတစ်ပွဲနိုင်ဆိုရလက်ထွက်ပါတယ် PSG နဲ့ Paris ကိုပေးခဲ့တာ Paris နဲ့ရပါတယ်ဗောနော်ဟိုဆီဗီလာနဲ့ဆက်တာဘီကိုပေးတာတော့ဆီဗီလာရှုံးသွားပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်